အောင်မာလေးတွေအကြိုက် cosmetic နဲ့ skin care တွေစုံတဲ့နေရာ makeup hair product တကွေသုံးပစ္စည်းလေးတွေအပြင်ကလေးသုံးပစ္စည်းလေးတွေရောယောက်ျားလေးသုံး product လေးတွေပါအစုံရှိရဲ့အိမ်အောင်ရှင်အမျိုးသမီးလေးတွေအတွက်လည်းသုံးပစ္စည်းလေးတွေအပြင်ဆေးဝါးကအစဝယ်လို့ရမယ့်ဆိုင်လေးကိုဒီနေ့ခေါ်သွားမှာဖြစ်ပါတယ်တနေရာထဲမှာ skin care ရော cosmetic တွေရောဆေးရောဝယ်လို့ရမယ့်ဆိုင်သိလားငါကတော့ယောက်ျားလေးသုံး product တွေပဲလိုချင်တာဟဲ့အဲ့ဆို medication ရှိရလေကဲဒီနေ့ကတော့ medical လိုအပ်တာလေးဝယ်ဖို့အတွက်ဆိုင်ခွဲပေါင်း60ကျော်ထိဖွင့်ထားတဲ့ medical ဆိုင်ခွဲလေးတွေတဲကပိုတစ်ထောင်ဆိုင်ခွဲလေးကိုသွားခဲ့ပါတယ် medical လေးရဆိုရင် medical 2019ရဲ့ဖွင့်လာအခုဆို8နှစ်တောင်ရှိပြီပေါ့နော်ဒီဆိုင်လေးမှာဆိုရင် medical skin care product တွေရော cosmetic တွေရော brand မျိုးစုံရှိရဲ့အထဲမှာ reviewer brand လေးဆိုလဲ cleanser serum moisturizer toner ကအစားဒီ reviewer နဲ့ပတ်သက်တဲ့ product လေးတွေအကုန်ရှိရဲ့အဲ့ဒါအပြင် 50% off ဒီပါ discount လေးလည်းရှိသေးရဲ့ဒီဘက်ချမ်းမှာကျတော့ medical roll လေးရော perfume လေးရောရှိရဲ့ပေါ့နော် perfume လေးဆိုလဲ medical tester လေးပေးထားတယ် facial cleanser နဲ့ပတ်သက်ပြီးတော့လဲ brand မျိုးစုံကိုရှိရဲ့ simple ကော pond's ကော misting garnier အပြင်တခြား local product ဖြစ်တဲ့ bella ကစရှိပါတယ်အဲ့ဒါအပြင် skin care product လေးပါရှိရဆိုတော့ Domandi ဆိုသဘောကျချက်ပဲကဲဒီဘက်ရှောက်လန်းမှန်ပေါင်လေးထဲမှာရှိရဲ့ cosmetic နဲ့ skin care product လေးတွေကသူ့ brand နဲ့သူထည့်ပေးထားတာဆိုတော့ကိုလိုအပ်တဲ့ skin care လေးတွေကိုလွယ်လွယ်ကူကူရွေးလို့ရတာလေးတော်တော်သဘောကျတယ်အပြင် manual lipstick လေးတွေကော Corsair Ace နဲ့ Ionic လိုမျိုး skin care product လေးတွေကအစစုံထားပေးထားတယ်ပြီးတော့ tester လေးပါပေးထားလေးကတော့တော်တော်သဘောကျတာပါကွယ်ညအိတ်ခဏီကပ်အိတ်ဖို့ face mask လေးရောတကိုယ်ရည်တန်ရှင်းဖို့အတွက်အမြဲတမ်းလိုအပ်တဲ့ shower gel လေးတွေက hand gel လေးတွေကအစအစုံရှိရဲ့အိမ်သုံးပစ္စည်းဖြစ်တဲ့ menu ပပစီဖို့ဖက်နက်လေးတွေအတွင်းခံပစ္စည်းလေးတွေအပြင်စပင်နဲ့ပတ်သက်တဲ့ hair care product လေးဆိုရင် menu shampoo ကောပျော့စေးပေါင်းစေးလေးတွေအပြင်အုံးစီ hair coat ကအစရှိပါတယ်စပင်ဆိုးစေးလေးဆိုလဲကိုကြိုက်တဲ့အယောင်လေးရွေးချယ်လိုက်ရုံပဲမျိုးသမီးလေးတွေအတွက်လစဉ်လာတိုင်းလိုအပ်တဲ့ပတ်လေးတွေဆိုလဲ brand မျိုးစုံရှိတဲ့အပြင် feminine wash လေးတွေပါရှိပါတယ်ကဲ Domandi ခရီးသွားကန်ဒီဆိုတော့ lotion လေးလည်းလိုအပ်လိုဝယ်ခဲ့ပါသေးတယ်ရှင်ဒီမှာကလေ Mandi တို့ local product ဖြစ်တဲ့ Skin Ace မြန်မာကအစရှိရယ်အဲ့ဒါအပြင် sun cream လေးတွေကော cosmetic ဝယ်ခြင်းတဲ့သူတွေဆိုရင်လည်း Mandi lipstick လေးတွေကော mascara eyeliner ကအစရှိပါတယ်လက်သေးနဲ့ပတ်သက်ပြီးဆိုလဲ Mandi press on လေးရောလက်သေးဆိုးစည်းလေးအစရှိရယ်နောက်ဆုံးဒီသွားတိုက်စီးလေးက Domandi တော်တော်ရှာနေခဲ့တာဒီဆိုင်မှာရှိရယ်ကွယ် Mandi ခလေးလေးအတွက်ဆိုရင်လည်းခလေးသုံး product လေးတွေ wet tissue လေးတွေ diaper လေးတွေကအစရှိရယ်အိမ်အောင်ရှင်အမျိုးသမီးလေးတွေအတွက်အမြဲလိုအပ်တဲ့စက်ပြမှုတ်တွေပယုံလုံးတွေချင်းစေးခွေရော tissue တွေရောအကန်စီးရည်တွေအပြင်အဝိရှော်ရင်စိန်နဲ့အမွေးစိန်ရည်အစရှိပါတယ်ယောက်ျားလေးတွေအတွက်ဆိုရင်လည်းမလို့ယောက်ျားလေးသုံး product လေးတွေရေမွေးလေးတွေ hair product လေးတွေ hair spray လေးတွေ underwear ကအစရှိပါတယ်ရှင်ကဲနောက်ဆုံးတစ်ခုကကြတော့ menu ကျမရည်နဲ့ပတ်သက်တဲ့ဆေးဝါးတွေပေါ့နော်မြန်မာဆေးအင်္ဂလိပ်ဆေးအပြင်ကိုမှ menu ဒီလိုမျိုး common collagen တွေရောခေဆွတ်စာတွေကအစရှိပါတယ် menu ဒီ medical မှာရောင်းတဲ့ product လေးတွေက FDA ရပြီးသား product မို့လို့စိတ်ချလက်ချလည်းဝယ်လို့ရပါတယ်ပြီးတော့ medical ဆိုင်ခွဲတိုင်းမှာ pharmacist တွေလည်းထားပေးထားတာမို့လို့တကယ်လို့ကိုနေမကောင်းဖြစ်တဲ့အခါဆေးဝယ်မယ်ဆိုရင်လည်းအသေးစိတ်မေးမြန်းပြီးတော့ဝယ်လို့ရပါတယ်ရှင်ကဲဆိုတော့က Domandi လိုအပ်တာလေးတွေလည်းဝယ်ပြီးပြီဆိုတော့ဒီနေ့ vlog ကဒီလောက်ပါပဲအားလုံးပဲနောက် vlog ဒီမှာလည်းဆက်ပြပေးပါလို့ပြောချင်ပါတယ်အားလုံးပဲတတ်တာပါ